အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်စပိန်ထွက်နေတယ်ပေါ့နော်ဒီနေ့ကတော့ပုံမှန်တက်နေတဲ့တောင်တက်စပိန်နေမှာပေါ့နော်တောင်ကတော့မြင့်နေဟုတ်ပါဘူးတောင်တော့နှိပ်ပါတယ်ကိုယ့်ဘာပါလေးပဲဒီနေ့ထွက်နေမှာပေါ့နော်ကဲအားလုံးပဲလာခဲ့ကြပါ现在9နာရီ53 10နာရီပေါ့နော်ကဲကျွန်တော်ဒီနေ့အင်းစန်းကြီးရက်ကွက်ရောက်နေတယ်နော်ဒီအနောက်မှာ Home Plus Home Plus ရှိတယ်ပေါ့နော်ကျွန်တော်ခဏသွားနေတာနေရတယ်ကဲစပိန်နေလိုက်ပါဦးနော်ကျွန်တော်ဒီအရှိကျွန်တော်အရှိမှာအဲ့ဒီမဲဆွဲတဲ့ကာလရောက်နေပေါ့နော်ဒီသမဏရေကောက်ပွဲအတွက်အမဲဆွဲကာလပေါ့နော်ဒါသူတို့ဒါမဲဆွဲတာပေါ့နော်အခုဒီမှာခုနှစ်တက်ကြီးတွေပေါ့နော်ဒါဒီတင်မောချင်းကိုစပြီးစောက်တဲ့ခုနှစ်တွေပေါ့နော်ဘယ်နှခုနှစ်မှာဘယ်လိုစီမံချက်တွေသူတို့လုပ်ခဲ့တယ်ဆိုတော့ခုနှစ်တက်ကလေးတွေကိုသူတို့ကဒီမှတ်တမ်းတင်ထားတာဗောနော်ကျွန်တော်တင်မောချင်းကအရှည်ရွယ်ပြပြောမှဆိုရင်တင်မောချင်းကကီလိုမီတာ20လောက်ရှိတယ်ရှည်တာလေအဲ့လောက်ရှိတယ်တင်မောချင်းကကဲကျွန်တော်ဆက်နေလိုက်ပါဦးမှာဗျဒီမှာကျွန်တော်ရှင်းမှာဘီဘီလေးတယောက်ပေါ့နော်သူနင်းတက်တယ်ဟာမိုက်တယ်ဟာသူကထားကြတယ်ဘီဘီလေးကျွန်တော်ဟိုဘက်ကားထောက်မှာရှိတာဒါ Hyundai Department Store ပေါ့နော်အဲ့ဒါ Hyundai Department Store ပေါ့နော်ကျွန်တော်တစ်ခါမှတော့မရောက်ဘူးဗျတစ်ခါတော့သွားမှာပေါ့နော်အဲ့ဒီဘက်အဲ့ဒီ online department store အနောက်မှာဆိုရင်ဒါဥစားတက္ကသိုလ်ဆေးရုံရှိတယ်ပေါ့နော်ကဲနင်းလိုက်ပါဦးမယ်ကဲကားရှင်းတယ်တန်းဖြတ်မယ်လမ်းတော့ရောက်လို့နော်ဒါတင်မောချင်းပေါ့နော်ဟွန်တိုင်းတင်မောချင်းရဲ့ဒါဟိုတော့အနောက်ဘက်မဟုတ်ပေါ့နော်အနောက်ဘက်ချစ်ခိတ်ကဲဒီဘက်စောင့်နေတာဆိုတော့ဒီနေ့ပိုးပါလေးပါပဲဟိုအရင်အဝေးလည်းမဟုတ်ပေါ့နော်တောင်ကလည်းဟို200ကျော်200မီတာကျော်300လောက်ပဲနေရတက်မှာကဲဒီလိုက်ပါသူတို့မဲဆွဲကာလာပေါ့နော်အဲ့ဒါသူတို့မဲဆွဲနေကြတာပေါ့ကားကိစ္စဆိုနေတိထားမယ်လူရှိတော့လေပြောရမှာကြောက်နေချက်တက်ထားတယ်ကဲရပါတယ်ဒီရှင်းပါကိစ္စသူခွေးဆိုကြော်လို့ရ所有戏。ဒီရက်ကွက်တော့နမ်းမိုးရက်ကွက်လို့ခေါ်တာပါနော်ဒီနေ့ကျွန်တော်အခုဒီလမ်းတိုင်းကျွန်တော်ဆက်နေရတာပေါ့နော်အဲ့ကျွန်တော်မြင်ရတာတော့ဆက်နေရတာ
ရာသီဥတုကလည်းပူလာဗျဒီနေ့လောက်ကုန်ရ31ရက်နေ့ရာသီဥတုက25 26လောက်ရှိတာပူလာရောနော်ကဲနင်းလိုက်ပါဦးရှေ့မှာနောက်မှာဘိုက်ကလေးနောက်မှာဘိုက်ကလေးဘိုက်ကလေးဘိုက်ကလေးအများကြီးပဲနော်တို့ကဘိန်းနေပေါင်းပြက်စစ်ဘိန်းလည်းပါနော်တို့လည်းအဲ့တောင်တက်မှာဒီနေရာတောင်ချီလေးမှာဆိုတော့ဒီရက်ကွက်လေးကနည်းနည်းအေးတာပေါ့နော်နေရာဒီပူတယ်ဆိုရင်မဲ့လေပြောမှဆိုရင်ကျွန်တော်ကတုံတန်ရောတာမန်လူမျိုးဟိုးတာအစုပ်ပုံမှန်မရှိဘူးပေါ့နော်အစုပ်အားနေတဲ့ထဲမှာပါတော့နော်ဒါပေမဲ့ဝါနာပါတော့ထိမ့်ပြီးတော့နင်းရတာပေါ့နော်ကဲဒါအခွေးလေးကိုအတက်နည်းနည်းမှဒီအရှင်ကင်မရာထဲမှာဆိုတော့တိတ်ပြီးမသိတာဘူးเนาะကြကျွန်တော်ရင်းနဲ့တောက်လိုက်မှာပဲဒါကျွန်တော်selfie ရိုက်ဖို့ selfie stick ဖုန်းနဲ့ရိုက်မှာလေဖုန်းနဲ့ရိုက်ဖို့ဟိုရေကပြစ်ထည့်တာပြီးကျွန်တော်အနောက်မှာကူစားခုနဘိုက်ကကြီးလိုက်လာပြီကျွန်တော်ပြမယ်ဘိုက်ကကြီးအားလုံး9ယောက်လောက်ရှိနောက်မှာဘိန်းလေးတွေကကောင်းတယ်ဂီယာဆက်လေးလည်းမိုက်တယ်ဖောင်းလေးလည်းမိုက်တယ်အကုန်ကာဗွန်ဘိန်းနေလက်စစ်ဘိန်းလည်းပါတယ်နှစ်စီးလားမသိပါအားလုံးဘယ်နှစ်ယောက်1ယောက်2ယောက်3ယောက်4ယောက်5ယောက်6ယောက်9ယောက်2 4 5 6 9ဟုတ်တယ်9ယောက်အော်10ယောက်ဟုတ်တယ်10ယောက်2 3 4 9ယောက်10ယောက်သူတို့10ယောက်မရှိပါဘူးကျွန်တော်တခါနေမှုတယ်လေခေါင်းလေးတူတူပဲဒီထိတ်ဆုံးရောက်ပြီအောင်တက်ဖို့လမ်းရောက်ပြီလေဒီမှာစားတက်ဒီကနေကွေပြီးဘယ်ကိုကွေပြီးတက်လာနော်ခါမပေါ့ကဲတက်နေကြပြီဘာလို့လဲ분명히 혜택을 좀 받지 왜 그래요? 네, 그다지 많이. 혜택 하나도 안 준다. 나도 저 많이. 내미자. 아우 씨.
那啥呢？ဒီလမ်းကြောင်းလေးကလှဒီလမ်းကြောင်းလေးကလှနောက်မှဟင်းနေတယ်ပေါ်ရင်တိရစ္ဆာန်တွေခါကျန်တက်မီဖြတ်သွားဖြတ်လာရှိတယ်နော်နည်းတီးထားတာပေါ့ကဲတက်လိုက်ပါဦးနော်ဒါအောင်ပြန်ဆင်းရမှာထင်တယ် 我们一起。这从这要睡觉有一天。 ရှိရပြန်ကောင်းတယ်အတန်ကြီးညိတ်ကဲဘယ်ကွာလဲမသိကျွန်တော်တောင်တက်မှာဆိုတော့သူတို့ကဟိုသာပင်လယ်ကမ်းခြေဘက်သွားတာတဲ့လားဟိုသာအရှိဘက်ပင်လယ်ကမ်းခြေအဲ့ဒီဘက်သွားတာအဲကျွန်တော်တက်မှာပေါ့နော်တောင်ဒီတော့ပန်းပြင်ရအစင်းလေးဟာတောင်ကကဲကျွန်တော်တက်လိုက်ပါဦးဗျာရှင်းမှာကားတစ်စီးရောက်ဆင်းလာဒီမှာကားတော့ဟိုနေတယ်ပေါ့နော်တောင်တက်လမ်းဆိုတော့ညောင်ကြီးကတင်ပါရဟဘရိတ်တွေတော့တက်လာနေရပူလာဆိုတော့အဲ့ဒါဘာရွာဆိုတာအဲ့ဒီရွာဆိုပဲဆွဲဖြုံးရွာလို့ခေါ်တာဗောနော်ဆွဲဖြုံးမအောင်နဲ့ဆွဲဖြုံးရွာဗောနော်ဒီကနေဝင်ရတာလေတောင်ကလမ်းကြားလေးဒီမြေပုံထဲမှာ map ထဲမှာတော့အဲ့တိုင်းမပြတာလေမက်ဖဲမှာတော့အဲ့လိုပြတယ်ဟိုမှာတင်းញိုင်းရှိတယ်ဗျအရှိမှာတင်းញိုင်းပေါ့အရင်ကဒီလိုမျိုးတင်းញိုင်းနေဆိုတာအရင်ခေတ်ကကျွန်တော်ထင်ကြတာပါနော်ဒီဖက်ဆန်ရှိတဲ့မျိုးနွယ်စုတွေဆိုရင်ဒီလိုတင်းញိုင်းနေနေနေရယူပြီးတော့အဲ့ဒါတို့တင်းញိုင်းနေဟိုသာဖြစ်တာပါနော်ခုမှစတက်တာဗောနော်ဒါထွေးပေါ့လမ်းပေါ့နော်လိုက်ထွေးလေးပုံစံမျိုးပဲမြေလမ်းလေးပေါ့ကဲကျွန်တော်စတက်နေပါပြီဒီကတင်လိုက်တော့အရှိမနဲ့မှတ်တယ်ဒီအရှင်ကင်မထဲမှာဒါပြည်တာဗောနော်ပြည်မှာဆိုတော့မှတ်တယ်ဗျကဲကျွန်တော်အရှိကိုဆက်နေမှာဗောနော်ဒီမြေပုံမှာတော့ဒီလမ်းကြောင်းမပြဒီတောင်ပေါ်ရောက်လာပြီဆိုရင် तू ကအခွဲလေးရှိတယ်ဗျဒီလမ်းညွန်မြေပုံကြည့်ပြီးတော့နင်းရတာဗောနော်ဘယ်လမ်းကြောင်းအောင်ဒီသွားအောင်လဲဗောဒီလောက်အနေထားနဲ့ကတော့ကျွန်တော် SH ဒီဟာဂရုဆက်လောင်းနေရရတယ်လေအဆင်ပြေတယ်အရင် hard train မဟုတ်ဘူးလေလိပ်ပြလေးလမ်းအောင်မှာနားရဖွဲ့လိုက်ဟုတ်စေရောဖိုက်တင်ပြောပါအတင်းလာပါလေရှိမှအပြေးသမားတယောက်လဲဆင်းလာ
ရှေ့မှာလည်းတက်အောင်နော်တောင်ဆိုတဲ့သဘောတရားကတော့နင်းနေမြင်းမြင်းဒီလိုဂုံးနေအောင်တက်ရတာပဲလေဂုံးကတော့မှတ်တယ်ဗျာနည်းနည်းဒီမှာရေလေးနဲ့တောက်မှာဗျာဟိုရေတောက်လိုက်မှာဗျာနောက်မှပြောက်လာပြန်နောက်မှပြောက်မာရီပြောက်안녕하세요. 많이 뭐 아빠 이거 안디. 맞아. 니네 이상 때려도 냐 봐. 뭐 나온 진짜. 무슨나 베니야. 베니야. 이러면서 퍼포먼스 가오네 자. 자. 베니야. 스피드 그런 거 흘러야. 안녕하십니까. 안녕하세요. 많이 되자. 하자. 베니야. 너 흘러ဘရိတ်ဖမ်းရမလို့ဒီကောင်လေးလွတ်တာပြင်ဖမ်းတဲ့ခါကျရင်သူဘရိတ်ကတန်းပြီးတော့တုတ်နေရက်သွား4 piston နေနဲ့ဆိုတော့ကဲစကားပြောရမယ်ညာပါကြည့်တက်လိုက်အောင်မပြနော်အားလုံးပဲလိုက်ခဲ့ကြပါအောင်အချိန်မှာဆင်းလာပြီ MTV နဲ့3ယောက်ဟိုခုနကလည်း3ယောက်ဆင်းလာအခု3ယောက်6ယောက်ရောတက်မှာပေါ့နော်예, 진영이 가세요. 예. 아니, 베인이야, 쉐베. 안디, 일단 50 ကျော် ရှိပြီ နင်းနေတယ်။ကဲ ကျွန်တော်ဆက်နင်းလိုက်ပါအောင်ဗျာ။ဒီခွေးလေးတွေဆိုရင်တော့မတ်တယ်ဗျာ။ထနင်းမှာမတ်ကဲခဏကင်မရာခဏပိတ်လိုက်အောင်ဗျာဘယ်ထိကုန်မှာဆိုတော့ကျွန်တော်အစောပုံမှန်လူမျိုးပုံမှန်ကောင်းတဲ့လူမဟုတ်တော့ဒါမှလူထက်ပုံမောတယ်ဗျာအဲ့မျိုးရမ်းမောလာရင်လေပင်လေချောင်းကလေပေါက်ပိတ်သွားသလိုမျိုးဖြစ်တတ်တယ်ဒီထားပြီးတော့နင်းရအောင်နော်ရှစ်ပင်တော့ခါကျရင်ထောင်ကျင်လို့ဖြစ်တာဟို
စင်းလေးတော့ဖီးပဲဟိုအချင်းမှာကားစီးရောလာမှာကားစီးတော့ရက်မှာတယ်ရပြီတော့ကျွန်တော်ရောက်နေတာဒီနေ့မှာကျွန်တော်ရောက်နေပါတော့ကျွန်တော်အရှိနေနေဆိုရင်တော့ရောက်ပြီလို့ပြောတာပေါ့နော်လမ်းမပြီလားလို့ကြည့်ကဲကျွန်တော်ဆက်နေလိုက်ပါဦးတောင်းတက်တယ်အလီလေးဦးလေးတွေကျွန်တော်နောက်ပြန်လှည့်ရမှာထင်တယ်နောက်ပြန်လှည့်ဒီမှာသူလမ်းညွှန်နေတယ်မပြတော့နောက်ပြန်လှည့်ရမှာထင်ဒီထိတ်မှာအားတယ်ဒီမှာဟုတ်တယ်ဒါကဒီမှာဟိုအမြင့်ဆုံးပဲလေထပ်ပြီးတော့ဒီထက်မြင့်တာမရှိတော့ဘူးဒီတနေရာပဲတော့ဟိုဘက်တွေကျတော့ဟိုတခြားတောင်တွေကိုဆက်ထားတဲ့တောင်ကြားလမ်းတွေပေါ့နော်ကျွန်တော်ဒီပေါ်တက်အောင်ပါကဲတက်လိုက်ပါအောင်တော့တက်လို့ရအောင်မတ်တော့မတ်တယ်ဗျကျင်းတဲ့နေရာလေးလည်းကျင်းတယ်မရအောင်တွန်းမရအောင်ဒီနေရာလေးကအေးချောတယ်ဗျဒီမှာတောင်လေးကဟိုစားပေါ့အရင်လည်းမမြင့်ဘူးဒါပေမဲ့ तू ကမမြင့်ဘူးဆိုပေမဲ့ तू ကအမတ်တွေများတော့မတ်တဲ့နေရာများတော့ဟိုစားဖြစ်တာပေါ့နော်လူပန်းတာပေါ့ကဲဒီနေရာပေါ့နော်မာကုန်းဆန်းကဲကျွန်တော်ဒီမာကုန်းတောင်လေးပေါ့နော်ဒီတောင်လေးပေါ့ဒီတောင်လေးပေါ့ဒီတောင်လေးပေါ့ကျွန်တော်တက်တယ်ပေါ့နော်ကျွန်တော်အခုဒီတောင်လေးပေါ့နော်ဒီမာကုန်းဆန်းဆိုတဲ့တောင်အသေးလေးပေါ့နော်90 မီတာပင်လေရေမျက်နှာပြင်အထက်ပေါ့အဲ့လောက်ပဲရှိတယ်ဆိုတော့တောင်တော့မမြင့်ဘူးပေါ့နော်ဒါပေမဲ့သူကအတက်ရတဲ့ဟာပြလေးမဟုတ်ပါနဲ့နည်းနည်းမတ်တော့ပေါ့နော်မတ်တော့အလင်းအောင်တစ်ခါလောက်ကျွန်တော်နားလိုက်ရတယ်ပေါ့နော်ကဲကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်ဟိုဒီနေ့ကတော့ကျွန်တော်ပေါ့ပါလေးပဲနေမယ်ဆိုတော့ဒီလောက်ပဲကျွန်တော်အခုပြန်မယ်ကဲအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါနော်ကျွန်တော်လည်းတယောက်တည်းနေရဆိုတော့ဒီလိုမျိုးလေးပုံလေးရိုက်ဗီဒီယိုလေးတင်ပြီးတော့ပဲပန်းဖြေရတာပေါ့နော်ဒီဘက်လုံးလှုပ်ထန်ပါပြီပဲဆိုတော့ဒီတင်းနေတရက်လေးကိုကဲကျွန်တော်ပြန်ပြီပေါ့နော်က
အစင်းမှာကျွန်တော် brake က performance မကောင်းတော့ brake အရန်ဆွဲတဲ့ခါကျတော့ရှင်ဒီ brake ကပူပြီးတော့လေလိန်တော့အဲ့ခါကျရင် brake ကတ်တယ်လို့မျိုးဖြစ်တယ်ပေါ့နော်နင်တော့သတိထားရတယ်ကျွန်တော် brake က MT 200လေးပဲဆိုတော့ဗျာသိတယ်လား ဒီနေရာလေးမှာကျွန်တော်နားတာပေါ့နော်သောမီတာဘရေကကတ်ချင်တယ်လို့ဖြစ်သွားပြီလားဘရေပူလာတော့လေဘရိတ်ပြဒီဘရိုတာကလိန်သွားတာကြာသိရလားပူတော့လေခုနကတောင်ဆောင်မတ်တဲ့နေရာမှာကျွန်တော်ဘရိတ်ဆွဲတော့အဲ့ဒါဘရိတ်ပြပူပြီးတော့ကဲကျွန်တော်ဘယ်ရောက်သွားဒီဘက်ပြန်ပူရအောင်ဘရိတ်ပြကတ်သွားလိန်သွားတော့ဘေးက brake pad နဲ့ထိပ်ပြီးတော့လိန်ကုန်တာပေါ့ခွေးကားကြီးလာမှာဆိုတော့ဟိုသတိထားကြော်လိုက်လို့မရခုနကခွေးကားတွေနှစ်စီးတော့တက်လာဆိုတော့ကွေ့မယ်ညာကိုကွေ့မယ်
ညာကားလေးနည်းနည်းရှိတယ်ဗျာဒီနားလေးကြာတော့ကားအကွေးကြောင်နေသိထားညာသူ့နောက်ပဲလိုက်သွားတာနေပြီးတော့ညာဘက်ကပ်ပြီးတော့ညာဒုံမွန်စေးကျွန်တော်လည်းဟိုမြင်မှုရရှိအောင်ပေါ့နော်ကျွန်တော်ဝင်ပြီးတော့ရိုက်ကြတာပေါ့နော်သူတို့စေးရုံကြီးတန့်တယ်နော်သူတို့စေးတော့တာ90လေစုံမဲ့စေးရုံကျွန်တော်ဟိုဘက်ထွက်မယ်打仔，不要嘛打仔。Okay. ကဲအားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်လိုက်မယ်ပေါ့နော်ဒီနေ့ကတော့မာကုန်းတောင်းလေးကိုကျွန်တော်တက်ဖြစ်တယ်ပေါ့နော်ကဲအားလုံးပဲဘိုင်ဘိုင်ပါခင်ဗျာOkay, bye bye.